အားလုံးနဲ့ကောင်းကြလားခုကျွန်တော်ရဲ့အရင်က Facebook monetization အောင်ထားပြီးသားတကူ reject ပြန်ဖြစ်သွားတယ်ပေါ့နော်အဲဒါနဲ့ပတ်သက်ပြီးတော့ Facebook မှာငွေရှာချင်တဲ့သူတွေတော်တော်များများ Facebook မှာကျွန်တော်တို့ဗာပဲတွေ့လေဆိုရင်တော့Facebook မှာငွေဘယ်လိုရှာမလဲဆိုတာတွေပဲတွေ့တယ်ဒါပေမဲ့ရနေတဲ့လူတစ်ယောက်ကဒီဟာကြောင့်ဆုံးရှုံးသွားနိုင်နေဆိုတာကြီးကတော်တော်များများကတတိမထားမိတဲ့အရာ post တွေလည်းသိမတင်ကြတဲ့အရာတစ်ခုဖြစ်တယ်ဒါကြောင့်ဒီနေ့ဗီဒီယိုထဲမှာတော့ကျွန်တော်ဗာပြောသွားမှာလဲဆိုတော့ဘယ်လို Facebook ကနေငွေရမလဲကျွန်တော်မပြောဘူးဆိုတော့ဘယ်ချက်ကိုကျွန်တော်ပြောမှလဲဆိုရင်တော့ရပြီးသား account တောင်ပြတ်ကျသွားနိုင်တဲ့အထိအန်ဒီယေကြီးမားတဲ့အရာတချို့ကျွန်တော်ပြောမှဖြစ်တယ်အဲ့ဒါကျွန်တော်ရဲ့ဘဝကနေကိုတွေ့ဖြစ်တယ်ဒါကြောင့် Facebook ကနေငွေရှာနေတဲ့သူတွေငွေရှာခြင်းတဲ့သူတွေလုံးဝမလုပ်ရမယ့်အရာတခုကိုကျွန်တော်အနေနဲ့ပြောချင်တာဖြစ်တယ်ဆိုတော့ပထမဆုံးချက်အနေနဲ့ Facebook ကနေငွေရှာရမယ်ဆိုရင်စီမင်းစီကရမ်းများလို့နဲ့ဒါကြောင့်လိုက်နာနိုင်မယ်လို့စိတ်ထဲကနေစုံပစ်ချက်ချမှ Facebook ကနေငွေရှာကြပါလို့အရင်ဆုံးအားပေးခြင်းတယ်ဒုတိယချက်အနေနဲ့ကျွန်တော်ပြောရမယ်ဘာကြောင့်ကျွန်တော်ရဲ့ account ကို reject ဖြစ်သွားတာလဲပြီးတော့ဘေးအချက်ဒီက Facebook monetization CM content monetization ဘေးအချက်ကပြုတ်ကျသွားစေနိုင်တယ်လေဆိုရင်နံပါတ်1ချက်က profile အနေအောင်ဖြစ်တယ်လူတော်တော်များပြောကြဘူးနော် copyright အကြောင်းတွေပဲပြောရများတယ်ပေါ့နော်ဆိုတော့တများ content မတင်နဲ့ဘာညာပဲပြောရများတယ်ဒါပေမဲ့ကျွန်တော်ကဘေးအချက်ကအဓိကကျသွားတာလေဆိုရင်တော့ကျွန်တော် profile ကအနီအောင်ဖြစ်နေတယ်အနီအောင်ဆိုတာကကျွန်တော်ကုန်းလာနီအောင်ကြီးထားတာမဟုတ်ဘူးနော်ဘာဖြစ်ကျွန်တော်တို့ဆိုရင်တော့ခုနပြောသလိုမှုတော်ဆောင်နေဖြစ်တော့ဘာလုပ်လဲဆိုရင်တော့ကျွန်တော်တို့ဖះเจ้าမှာတက်ပုံရိုက်တယ်ပေါ့ဖះเจ้าစင်ပုံမှာတက်ပုံရိုက်တယ်ကျွန်တော်စင်ပုံမှာတက်ပုံရိုက်တော့နောက်ဘက်ကတည်တဲ့အတိုင်းကျွန်တော်တို့ဒီ Christian တွေဆိုရင်တည်မှာပေါ့နောက်ဘက်မှာကလကာကအနဲ့ရောင်မဟုတ်ဘူးလေအစိမ်းရောင်မဟုတ်ဘူးလေတော်တော်များများအနီအောင်သုံးတာ哦ဆိုတော့အဲ့ဒီကလကာအနီအောင်နဲ့ကျွန်တော်ကဒီဖုန်းအရန်ကြည်တဲ့ဖုန်းဒီနေ့ပြ iPhone နဲ့ရိုက်လိုက်တဲ့ခါမှာအဲ့ဒီအနီအောင်ကအရန်တောက်သွားတဲ့ခါမှာကျွန်တော် line ပေါ်တင်တဲ့ခါကျရင်အဲ့ဒီ Facebook ကဘာထင်သွားလဲဆိုတော့သွေးလို့ထင်သွားတယ် blood ပေါ့နော်ဆိုတော့သွေးလို့ထင်သွားတယ်ဆိုတဲ့ကမှာကျွန်တော် Facebook ကဘာဖြစ်သွားလဲဆိုတော့ဒီ profile ကိုကျွန်တော်လက်မခံပါဘူးဆိုပြီးမှကျွန်တော်ကိုပြတယ်ပေါ့ဆိုတော့ဒါပေမဲ့ကျွန်တော်အဲ့ဒါကိုဂယုမဆိုင်ဘူးအရင်မကြည့်တော့ပါဘူးဒါတော့ဆိုပြီးတော့အဲ့နောက်ပိုင်းမှာတော့ဒီဟာဘာလို့ profile ကိစ္စကြောက်ထင်တယ်ဆိုပြီးမှ delete မလုပ်သေးတယ် profile delete မဲ့နေရာသွားမတွေ့ဘူးပြဿနာကပြက်ပြီးနောက်ပိုင်းမှာပဲ profile delete တက်တာအဲ့ဒါလဲနည်းနည်းတော်သားဆန်သွားတာပေါ့ဆိုတော့ကျွန်တော်အဓိကပြောချင်တာကြတော့ profile ဖြစ်စေဒီ Facebook post တင်တဲ့ခါမှာအနီရောင်နဲ့ပတ်သက်ပြီးတော့အထူးတတိထားစေချင်သွေးအပေါဝင်ပေါ့နော်သွေးတွေပါတယ်ပြီးတော့အနီရောင်နဲ့ပတ်သက်ပြီးတော့အနီရောင်ဝက်တိုင်းကိုကျွန်တော်ပြောတော့မဟုတ်တော့အနီရောင်အရန်တောက်တာတို့အရန်တောက်တဲ့အနီရောင်ကလွှမ်းမိုးသွားတာကိုယ့်ရဲ့ပုံထက်အရန်တောက်တဲ့ကိုယ့်ရဲ့ background ဖြစ်စေအရာတကူလွှမ်းမိုးသွားတယ်ဆိုရင်အဲ့ဒီအနီရောင်ကိုဘာဖြစ်သွားလဲဆိုတော့ Facebook ကသွေးလို့ထင်ပြီးမှအဲ့ဒါကကျွန်တော်တို့ monetization ကိုကျစေနိုင်တဲ့အချက်တစ်ချက်ထဲမှာပါနိုင်တယ်ပေါ့ဒုတိယချက်အနေနဲ့ကျွန်တော်ရဲ့ account မှာဘယ်ချက်ကထိသွားလဲဆိုကျွန်တော် TikTok တစ်ခါတလေသုံးနေပေါ့နော်ဆိုတော့ဒီမှာလည်း mix တွေထဲမှာ TikTok သုံးတဲ့သူတွေရှိလားမသိဘူး TikTok video ဒီ TikTok နဲ့ပတ်သက်တဲ့ဗီဒီယိုတွေနဲ့ပတ်သက်ပြီးကိုယ်တိုင် TikTok ဗီဒီယိုယူရင်တော့မပြဿနာဘူးပေါ့မဖြစ်ကိုယ်တိုင်ပြောနေတယ် TikTok ကနေကိုပြောနေတဲ့အကြောင်းအရာ TikTok ကနေကိုယ်တိုင်ပဲကိုယ့်ရဲ့ကိုပိုင် content နဲ့ TikTok လုပ်တယ်ဆိုရင်တော့မပြောလို့ဒါပေမဲ့သူများလုပ်ပြီးသားမှာ CapCut ကနေလွယ်လွယ်လေးနဲ့ TikTok CapCut ကိုဝင်ပြီးမှ CapCut ကရှိပြီးသားအရာတွေကို auto editing နဲ့ထုတ်လိုက်တဲ့ဒီ TikTok CapCut video editing နည်းနဲ့ပတ်သက်ပြီးတော့အဲ့ဒါကိုကျွန်တော်တို့ save တယ်အဲ့ဒါကိုFacebook မှာပြန်တင်တယ်တနည်းအားဖြင့် My Day မှာပြန်တင်တယ် Facebook မှာပြန်တင်တယ်အဲ့ခါမှာ Facebook မှာပြန်တင်တဲ့ခါဘာဖြစ်သွားလဲဆိုတော့အဲ့ဒီ CapCut မှာကျွန်တော်တို့လုပ်ထားတဲ့သချင်းတွေ CapCut မှာရှိပြီးသားသချင်းတွေ CapCut မှာရှိပြီးသားဒီသူများရဲ့ contact လိုမျိုးဖြစ်သွားတဲ့ခါမှာအဲ့ဒါက copyright မိသွားတယ်ဆိုတော့လုံးဝအဲ့ဒါ copyright မိတယ်ဆိုတော့3-5ခါအဲ့ဒီပုံတင်ရင်3-5ခါအဲ့ video တင်ရင် auto reject ကျသွားတယ်ဒါကြောင့်ဒုတိယကအရန်တတိထားမှာကတင်းရဲ့ TikTok ကနေ TikTok CapCut ဝင်ပြီးမှသူများလုပ်ပြီးသား CapCut ကနေတင်းရဲ့ပုံလေးကိုအလိုတကူထည့်လိုက်ခြင်းအဖြစ် video edit ပြီးမှအဲ့လိုနဲ့ Facebook ကိုတင်နေဆိုရင်အဲ့ဒီကတင်းရဲ့ pay out က reject ပြန်ဖြစ်သွားနိုင်တယ် content monetization မှာ monetization ကငွေမပေးတော့တာဖြစ်နိုင်တယ်ဒါကြောင့်နောက်ဆုံး limit သွားတဲ့အထိဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ reject ကျသွားရင်တော့သွားပြီပေါ့ဒါကြောင့်ကျွန်တော်အနေနဲ့ပြောချင်တယ်ဒုတိယချက်အနေနဲ့ပါသတိထားမလဲဆိုတော့ TikTok ကနေပါလာတဲ့ video ဒါတော်တော်များသတိမထားမိတာပေါ့နော်တတိယချက်ကျတော့လူတော်တော်များသတိထားမိပါတယ်အဲ့ဒါကြတော့ဘာလဲဆိုတော့သူများရဲ့တခြင်းတွေသူများရဲ့ video တွေသူများအကောင့်မှာတင်ထားပြီးသားအရာတစ်ခုကိုကိုယ့်အကောင့်မှာပြန်တင်ရင်လေ reject ထိတတ်ပါတယ် share ရင်တော့ reject မထိပါဘူးဒါပေမဲ့ကိုကအဲ့ဒါမ share ဘဲနဲ့ကိုယ့်ရဲ့ account မှာ download လုပ်ပြီးမှကိုယ့်ရဲ့ account မှာပြန်တင်နေဆိုရင်အဲ့ဒါ copyright မိနိုင်ချီတော်တော်များပါတယ်ဒါကြောင့် copyright ခဏမိရင် account ကကျသွားမှာပါပဲဒါကြောင့်လုံးဝသူများရဲ့ video တွေကို download ဆွဲပြီးမှကိုယ့်ရဲ့ account မှာပြန်တင်တာမျိုး Facebook ကနေငွေရှာမဲ့သူအနေနဲ့လုံးဝမလုပ်ဖို့ရန်အတွက်ကျွန်တော်အနေနဲ့အားပေးခြင်းနဲ့နောက်တစ်ချက်ကပါလိမ့်ဆိုရင်တော့တော်တော်များများသတိမထားမိရအဲ့ဒါပဲ cover song ပေါ့ဆိုတော့ကျွန်တော်ဆိုရင်လည်းကျွန်တော်ရဲ့ account မှာ
ကျွန်တော်တို့ KH ကသမီးငယ်တယောက်ရဲ့ဆူထားတဲ့ cover song တစ်ခုကျွန်တော်တင်လိုက်တယ်အဲ့ cover song ဘာဖြစ်နေလဲဆိုတော့သူများဆူပြီးသားဖြစ်နေဒါပေမဲ့ तू ကဒီဗမာလူနဲ့ဆူထားတဲ့ဟာကို तू ကချင်းလူနဲ့ဆူတာဟုတ်ဒါပေမဲ့ကျွန်တော်ချင်းလူနဲ့ဆူတော့ရလောက်တယ်လို့ထင်တာဆိုတော့မှာဗမာလူနဲ့ပဲဆူတာဟုတ်ဒီမှာချင်းလူနဲ့ဆူတာဟုတ်ဆိုတော့ဒါပေမဲ့ music ကမပြောင်းဘူးဖြစ်နေတော့ copyright ထိတာပါဒါကြောင့်ပြောချင်တာ cover song ဆူမဲ့သူတွေနေနေလေ Facebook monetization နဲ့ငွေရှာနေတဲ့သူတယောက်အနေနဲ့ cover song ကတော့မတင်တော့ဘူးလို့ကျွန်တော်အနေနဲ့မြင်ပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့ကိုယ်တိုင်ဂျုံခဲ့ပြီးပြီဒါကြောင့်အဲ့ဒီ Facebook monetization က copyright ပေးရထိစေလေဆိုတော့ cover song ဆူရဲ့အရာလေအဲ့ဒါထိနိုင်ပါတယ်ဘာလို့ဆိုတော့ music နဲ့လိုက်တာဆိုတော့ music ပြန်လိုက်တဲ့အခါမှာကိုယ့်ရဲ့ vocal ကိုယ့်ရဲ့အတန်ကိုကိုယ့်ရဲ့အတန်ဖြစ်နေလျက်နဲ့ music ကသူများရဲ့ music ဖြစ်နေတဲ့အခါမှာ copyright ထိသွားတတ်ပါတယ်ဒါကြောင့်မိတ်ဆွေအနေနဲ့ဒီချက်တွေကိုသတိထားပါပြီးတော့Facebook monetization ကငွေ earning ပေးနေပြီးကိုက pay out ချိတ်တော့မယ်ဆိုရင်ပထမဆုံးအနေနဲ့လုပ်စေချင်တာကအရင်က viewer ဘလောက်ပဲများ copyright မိတဲ့ဟာဒီသူများ video နဲ့ပတ်သက်ပြီးတင်ခဲ့တဲ့ຢာတွေ TikTok video တွေအကုန်လုံး delete လုပ်ပါ delete မလုပ်ဘဲနဲ့တင်နေဆိုရင်ဘယ်နှလခံမလဲပြောလို့မရပါမဲ့ reject ခံရမှာပါ reject ခံသွားရင်ဘာမှမတက်နိုင်ပါဘူး service သမားတွေလည်းမကေနိုင်ပါဘူးဆိုတော့မလွယ်ပါဘူးဆိုတော့ကေလို့ရတဲ့အဆင့်ဆိုရင်တော့ကေနိုင်ပါလိမ့်မယ်ဒါကြောင့်ကေလို့မရတော့တဲ့အဆင့်ဆိုရင်တော့ Facebook ကပေးမှတာလင်းပြန်ပေးမှတာလင်းတနည်းပြကောင်မလေးကစိတ်ကောက်ပြီးမှပြန်ပြီးမှအဆင်ပြေတယ်လို့မျိုးပေါ့နော်ဆိုတော့ Facebook ကဇူကာဘတ်ကစိတ်ကောက်ပြီးသွားမှသူတကယ်ပဲ Facebook policy ကကျွန်တော်တို့ကိုပြန်အခွင့်ပြုမှတာလင်း Facebook နဲ့ငွေရှာရတော့မှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်လည်းပြောချင်တယ်သင်content monetization ကနေတော့ငွေအမ်းနေပြီဒါပေမဲ့တင်ကတင် pay out bank account နဲ့မလိကရသေးဘူး bank account နဲ့တင်က link တော့မယ်ဆိုရင်လေခဏပြောတတိထားပါအဲ့ဒီချက်ကလည်းအဲ့ဒီမ link ခင်မှာဘာလို့ရမလဲဆိုတော့ video နဲ့ပတ်သက်ပြီးတော့တင် video တင် content မဟုတ်တာအကုန်လုံးဖြတ်ပါပြီးတော့ထိသွားစင်နိုင်တဲ့သွေးနဲ့ပတ်သက်တဲ့ဟာတွေပြီးတော့အနီရောင်နဲ့ပတ်သက်တဲ့ဟာတွေအကုန်လုံးကိုဖြတ်ပါလို့ကျွန်တော်အနေနဲ့ပြောချင်တာဖြစ်တယ်ပြီးတော့နောက်ဆုံးတစ်ချက်အနေနဲ့ဘေးအရာကကျွန်တော်တို့ရဲ့ content monetization ကိုပြတ်ကျစေနိုင်တယ်လေဆိုရင်နောက်ဆုံးအချက်တစ်ချက်နဲ့ဒီအရာပြောချင်တာ pay out တို့ပြီးတော့ဒီကျွန်တော်တို့ bank account နဲ့ link နဲ့ခါမှာမတက်ဘဲနဲ့ရှောက်မနှိပ်ပါနဲ့အဲ့ဒါတစ်ခါလောက် pay out ကိုရှောက်နှိပ်ပြီးပြီဆိုရင် service ကိုအရင်လဲ service သမားတွေဒုက္ခရောက်ပါတယ်ဆိုတော့ပြန်ပြီးမှ reject ပြန်ဖြစ်ဖို့လည်းများပါတယ်ဘာလို့ဆိုတော့သူက bank account 2ခု3ခုရှိတဲ့ခါမှာ policy ကအဲ့ဒီ Facebook theme မှာပြန်စစ်တဲ့ခါမှာ Facebook security theme မှာပြန်စစ်တဲ့ခါမှာ AI ကပြန်စစ်တဲ့ခါမှာအဲ့ဒါကပြောမလဲတော်တော်များများ invalid ဖြစ်သွားနိုင်တယ်ပေါ့နော်ဆိုတော့ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ပြောချင်တယ်အရင်အရေးကြီးတာက pay out တို့ဘန်တို့ချိတ်တော့မယ်ဆိုရင် content monetization ကပွင့်နေပြီငွေဝင်လို့ရနေပြီငွေလဲဝင်နေပြီဒါပေမဲ့ဘန်ကောက်နဲ့မချိတ်ရသေးဘူးဘန်ကောက်ချိတ်မယ်ဆိုရင်ရှောက်အရင်မနှိပ်ပါနဲ့တေချာလေးလာပါတကယ်တက်ကြွပြီဆိုမှဖြည့်ရင်လေးဖြည့်ပါတကယ်တက်ကြွပြီဆိုမှဖြည့်ပါဒါမှမဟုတ်ရင် service ကိုအပါလို့ကျွန်တော်နေနေတော့အကြံပေးချင်တယ်ဆိုတော့ဒီနေ့ Facebook ကနေငွေရှာနေတဲ့သူတွေအဆင်ပြေကြပါစေအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေ see you the next video